ိုမင်းအောင်လှိုင်မပါဘူးတည်င်းနေမှားနေလို့ကျွန်တော်ပြောတာကျွန်တော်ကပိုင်မှထုတ်ပြောတာဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message ကဗျာသူကအဲ့နိုင်ငံတော်အတိုင်ပင်ခံကြီးရဲ့အောက်မှာတမ္ပရာဆက်လုပ်လို့မရတဲ့အတွက်နိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတော့သူကဖွဲ့တာဒါပေမဲ့သူဖွဲ့လိုက်တဲ့ဥစ္စာဟာပို့ပြီးတော့လုတ်ပိုင်ခွင့်နေဆောင်ရွက်ပိုင်ခွင့်နေရက်တီပိုင်ခွင့်နေအများကြီးရှိတဲ့ကောင်စီမျိုးပေါ့ဗျာဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဒူးကိုဖယ်ရှားပစ်လိုက်ဖို့အတွက်အားလုံးပဲမင်္ဂလာပါခင်ဗျာအနေရှင်ဒီမှာ like လေးဆိုအကျိုးဆိုလိုက်ပါတယ်အနေရှင်ဒီအားဆိုလို့ရှိရင်လူသားများအတွက်အကျိုးများစေတည်ဖို့ဘုဒ္ဓရာဝင်များနဲ့အမှန်တရားအတွက်နေ့စဉ်တည်ထူလေးတွေကိုတန်းဆက်ပေးနေတဲ့ channel တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်မို့လို့ဒီ channel လေးကို like and subscribe လုပ်ပေးထားကြဖို့လည်းပြတိုင်နေပါတယ်ခင်ဗျာအားလုံးကိုအနေရှင်ဒီမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ်အခုသူတို့ပြောနေတဲ့နိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုပြီးတော့ဖွဲ့တယ်အဲ့ဒါကိုအမျိုးမျိုးထင်ကြီးပေးကြတယ်ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲမိတ်ဆွေတို့သိအောင်ပြောပြနိုင်တယ်အဲ့ဒါဘာလဲဆိုတော့ဒါကျွန်တော်အိမ်ရောက်လာပြီးတော့ဗမာပြည်တက်နေတဲ့ကောလာဟာလာတွေဗျာအဲ့ဒီသတင်းတွေအရမ်းများတော့ကျွန်တော်ရထားတဲ့အချက်လက်ကနေပြီးတော့ပဲကျွန်တော်ပြောချင်အဲ့ဒီသတင်းကဘာလဲလို့ပြောရမယ်ဆိုရင်သူကလွတ်တော်ခေါ်မယ်ဒါအားလုံးသိတယ်ဒီတိုင်းတော့ခေါ်လို့မရဘူးဒါကျွန်တော်အမှန်ပြောတာအဲ့ဒီလွတ်တော်ကိုဒီတိုင်းသူခေါ်လို့မရဘူးနေဦးဗျကျွန်တော်လည်းဒီမှာနည်းနည်းလေး setting ကလုံးနေရတယ်သူအဲ့ဒီလွတ်တော်ကိုခေါ်ဖို့အတွက်ပထမမြန်မာနိုင်ငံမှာသူအာဏာသိမ်းတဲ့အချိန်မှာသူကဦးမြင့်ဆွေကိုမဖမ်းဘူးဦးဗန်ထီကိုမဖမ်းဘူးဦးတီခွန်မြတ်ကိုမဖမ်းဘူးဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာပြည်ထောင်စုလွှတ်တော်ကြီးရှိနေဖို့အတွက်သူလိုအပ်တာဒါကျွန်တော်အမှန်ပြောပြတာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးမန်းဝင်းခိုင်တန်းတို့ဘာတို့ကတော့ထွက်ပြေးသွားတယ်NUG မှာအစိုးရဖွဲ့တယ်အဲ့လိုလောက်ကြတယ်ပေါ့ဗျာဒါကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲပြောတာဆိုတော့ဦးတီခွန်မြတ်ကနေပြီးတော့ပထမလွှတ်တော်ကိုသူတို့အခြေခံဖွဲ့စည်းပုံဥပဒေရဲ့လှုပ်ထုံးလုပ်နည်းအရာဒါကျွန်တော်နိုင်ငံရေးစကားပြောနေတာနော်အဲ့ဒါကို तू ကပြန်လွှဲပြောင်းယူမှာဒါဦးတီခွန်မြတ်ကလွှဲပြောင်းပေးမှာဒါပေမဲ့အဲ့လွှဲပြောင်းမဲ့အချိန်မှာပါလာတဲ့ဥစ္စာကလွတ်တော်ကနေတာဝန်ပေးအပ်ထားတဲ့ယာဒူးတစ်ခုရှိတယ်အဲ့ဒီယာဒူးကနိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဒူးဖြစ်တယ်အဲ့ဒီယာဒူးကိုလွတ်တော်လွှဲပြောင်းပေးအပ်ပြီးတာနဲ့တခါတည်းပြင်ဆင်ဖယ်ရှားအစားထိုးဖို့အတွက်ဦးသိန်းစိန်အစိုးရဦးသိန်းစိန်အောင်ပြန်ပါနိုင်တယ်ဒီအဖွဲ့အစည်းမှာနော်ပြီးတော့ဦးသိန်းစိန်အစိုးရလက်ထက်ကပါဝင်ပတ်သက်ခဲ့တဲ့သူတွေဒီအဖွဲ့အစည်းမှာပြန်ပါမယ်ပြီးတော့ဘိုးမင်းအောင်လှိုင်ယုံကြည်စိတ်ချရတဲ့သူတွေဒီအဖွဲ့အစည်းမှာပြန်ပါမယ်ဘိုးမင်းအောင်လှိုင်မပါဘူးတည်င်းနေမှားနေလို့ကျွန်တော်ပြောတာကျွန်တော်ကပိုင်မှထုတ်ပြောတာဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message ကဗျာသူကအဲ့နိုင်ငံတော်အတိုင်ပင်ခံကြီးရဲ့အောက်မှာတမ္ပရာဆက်လုပ်လို့မရတဲ့အတွက်နိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတော့သူကဖွဲ့တာဒါပေမဲ့သူဖွဲ့လိုက်တဲ့ဥစ္စာဟာပို့ပြီးတော့လုတ်ပိုင်ခွင့်နေဆောင်ရွက်ပိုင်ခွင့်နေရက်တီပိုင်ခွင့်နေအများကြီးရှိတဲ့ကောင်စီမျိုးပေါ့ဗျာဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဒူးကိုဖယ်ရှားပစ်လိုက်ဖို့အတွက်သူတို့ကဒါကိုလုပ်တာအဲ့ဒီမှာမင်းအောင်လှိုင်ကဥက္ကဋ္ဌလို့မဟုတ်ဘိုးမင်းအောင်လှိုင်လို့ရမှာကတမ္ပရာပါဒါကျွန်တော်အမှန်တိုင်းပြောတာဘာလို့ဆိုသူ့ရဲ့ပြစ်မှုတွေသူကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေနောက်ဆုံးဗျာမောင်းတော်မှာလူတွေတတ်လိုက်တယ်အစ္စလမ်ဘာသာဝင်တွေအများကြီးတတ်လိုက်တယ်နော်ကျန်တဲ့ဘာသာဝင်တွေလည်းတည်ကြတယ်
အဲ့ဒီအပေါ်မှာဖြည့်ရှင်းဖို့ရောလက်ရှိဖြစ်နေတဲ့ရာဇဝတ်မှုတွေရောဒါဒီအားလုံးကိုဘယ်သူမှတာဝန်မယူနိုင်ဘူးဗျဗမာပြည်ကဘယ်နိုင်ငံရေးခေါင်းဆောင်ဘယ်ပါတီခေါင်းဆောင်မှတာဝန်မယူနိုင်ဘူးအဲ့ဒါကိုတာဝန်ယူခဲ့တာဒေါ်အောင်ဆန်းစုကြည်ပဲရှိတယ်ကျွန်တော်ဒါအမှန်ပြောပြတာဆိုတော့သူကအဲ့ဒါကိုသူ့ကိုဘယ်သူမှတာဝန်ယူနိုင်မှန်းမရှိတာကိုသူကောင်းကောင်းသိတယ်သိတဲ့အတွက်သူတံမရဆက်လုံးမယ်ဟာတရုတ်ကမကြည်နပ်လို့တို့ဟာတရုတ်ကခင်ဗျားတို့အကုန်လုံးပေါက်ပန်း40ဟိုမန္တလေးမှာဖြစ်တဲ့ကိစ္စမှာလဲလေကျွန်တော်ကိုဥကိုနီနဲ့ပတ်သက်ပြီးတော့အရန်အရေးပါတဲ့လူတယောက်ကျွန်တော်မေးတယ်မန္တလေးမှာဘုံမင်းအောင်လှိုင်ထိခိုက်သွားတာမှန်ရဲ့လားဆိုမဟုတ်ဘူးလို့ကျွန်တော်ဒီတိုင်းပဲပြောတယ်ဆိုတော့ဒီသတင်းတွေမှားယွင်းနေတယ်အဲ့ဒါတွေကိုလည်းကျွန်တော်ပြောတဲ့အချိန်ကျတော့ तू ကမယုံဘူးဗျဘာလို့ तू တတ်ထားတဲ့ပညာအရေးချင်းလေးနဲ့ तू ကျင်လည်ရတဲ့နိုင်ငံရေးအတိုင်းဝန်နဲ့ तू တွေ့ုံကြုံရတဲ့အတွေ့အကြုံနဲ့ तू က Facebook ဖတ်ပြီးတော့ Facebook ပေါ်ကဆင်ခြင်တုံတရားပဲရှိတာဗျအပြင်ကလက်ရှိဖြစ်နေတဲ့သတင်းတွေကိုလက်လန်းမမှီဘူးဘုံမင်းအောင်လှိုင်ဘက်မှာဖြစ်နေတဲ့သတင်းတွေကိုဟိုရှင်းရှင်းပြော तू ကရာဇဝတ်လူမိုက်ကြီးဗျရာဇဝတ်လူမိုက်ကြီးကနေပြီးတော့ဥကိုနီလက်ထက်မှာဥကိုနီအသက်ခံရတဲ့အချိန်ကြတော့ဒါကြီးကို तू ကလက်မခံနိုင်တဲ့အခြေအနေမျိုးနဲ့ तू ဖော်ထုတ်ခဲ့တယ်ပေါ့ဗျာကျွန်တော်ဖော်ထုတ်တာတော့တရားရုံးအစအဆုံးပဲဒါအားလုံးသိတယ်ဆိုတော့ကျွန်တော်သူ့ပြောလိုက်တယ် तू ကနာမည်နှလုံးထဲပါနော်အင်းစိန်ကဆိုတော့ပေးကျင်တာကတည်င်းအမှားတွေကိုမตายရပါနဲ့တည်င်းအမှန်ကနိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတာဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံတော်အတိုင်ပင်ခံယာဒူးကိုဖယ်ရှားဖို့အတွက်ကြိုတင်ဖွဲ့စည်းတဲ့အဖွဲ့အစည်းတရားလို့နားလည်လိုက်ပါအဲ့ဒီမှာဘုံမင်းအောင်လှိုင်ပါဝင်မှာမဟုတ်ပါဘူးဒါကျွန်တော်ရထားတဲ့သတင်းမှာဒါဆိုရင်ဘုံမင်းအောင်လှိုင်ကတံမရလုပ်မယ်အဲ့ဒီတံမရလုပ်တဲ့ဘုံမင်းအောင်လှိုင်ကကာကွယ်ရေးဦးစီးချုပ်ကိုဘသူကိုအနှင်းမှလဲဒါလည်းစိတ်မပူပါနဲ့စိတ်မပူပါနဲ့သူတို့အနှင်းပါလိမ့်မယ်ဒါပေမဲ့ဘုံမင်းအောင်လှိုင်ကတံမရယာဒူးတစ်ခုတည်းကိုယူသွားမှာမဟုတ်ဘူးဘုံမင်းအောင်ယူသွားမှာကနိုင်ငံတကာ international ကလက်ခံထားတဲ့စစ်တေနာပฏิချုပ်နဲ့တံမရယာဒူးဆိုတဲ့ယာဒူးနှစ်ခုယူသွားပါလိမ့်မယ်အခုကိုယူထားတဲ့ယာဒူးတွေဘယ်လောက်ရှိလဲဗျာဒါမိတ်ဆွေတို့မြင်ရတာပဲဒီဘုံမင်းအောင်လှိုင်ယူထားတဲ့ယာဒူးတွေအယမ်းများတယ်နော်ပိုင်ဆိုင်မှုတွေအယမ်းများတယ်ချစားမှုတွေကသူ့မိသားစုကိုယ်တိုင်တတိုင်းပြည်လုံးချစားထားတာလည်းအယမ်းများတယ်ဒါဟာသူ့အတွက်အကာအကွယ်ပေးနိုင်မဲ့လူသူ့မှာမရှိတော့ဘူးမရှိတော့တဲ့အတွက်သူကိုယ်တိုင်သာလျှင်သူ့ရဲ့ယာဇဝတ်မှုတွေသူ့ရဲ့အဂတိမှုတွေကိုသူပဲကာကွယ်ရမှာဗျဘသူကကာကွယ်ပေးနိုင်မှာလဲဗျာဆိုတော့မခင်ယူတော့စဉ်းစားတယ်ခင်ကြီးဆိုတာတခိုးတယောက်လေဒါတနိုင်ငံလုံးသိနေတဲ့ဝန်တန်းလောကကတခိုးဘုံမင်းအောင်လှိုင်ရဲ့ချွေးမတော်မှခင်ကြီးနဲ့ညားပြီးတော့မှဘုံမင်းအောင်လှိုင်သားနဲ့ညားရတဲ့အဖြစ်မျိုးဗျာနော်ဒါကျွန်တော်မှတ်မှန်ကန်ကန်ပြောပြဘုံမင်းအောင်လှိုင်သားရဲ့မိန်းမကရဲလေခင်ကြီးရုံးမှာခင်ကြီးရဲ့ပြည်အရင်လောက်ရတာလေနော်ဒါတွေကျွန်တော်တို့အကုန်သိတယ်နော် American CIA တွေမညံ့ဘူးဗျစောက်ကြည့်နေအားလုံးနော်ပုတ်ကွေးဆိုင်ရာတွေရောကျင့်ဝတ်ပိုင်းဆိုင်ရာတွေရောအကုန်လုံးကိုစောက်ကြည့်ဆိုတော့ပေးခြင်းတဲ့ message ကအခုပြောနေတဲ့ပထမနိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတာဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားဖို့ဖွဲ့တာဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဒူးကတံမရပေးထားတဲ့ယာဒူးမဟုတ်ဘူးပြည်တော်စုလွှတ်တော်ကပေးထားတဲ့ယာဒူးဖြစ်တာမို့လို့ဥပဒေကြောင်းအရဒီယာဒူးကိုဖယ်ရမဖယ်ဘဲနဲ့ဖွဲ့ရင်ဒီယာဒူးအောက်မှာတံမရဖြစ်ရမယ်မင်းအောင်လှိုင်ကကြိုတင်စီစဉ်တာပါလို့ကျွန်တော် message ပေးခြင်းတယ် online ပေါ်မှာရေးနေတဲ့မန္တလေးမှာပေါင်ပြတ်သွားပြီးတော့ဆေးရုံတက်နေရတယ်တို့ပြီးတော့ဖြူဖြူကျော်သိန်းက Oxford တက္ကသိုလ်တက်နေပြီးတော့
အထူးကုဆရာဝန်လုပ်မယ်ဒါလည်းတခုမှမဟုတ်ကျွန်တော်ဖြူဖြူချော်သိန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် group ထဲကနေမေးမြန်းကြည့်တော့မဟုတ်ပါဘူးတဲ့သူပြင်သစ်ဘာသာစကားကိုလေ့လာနေတာတဲ့သူပြင်သစ်ဘာသာစကားတက်ရင်တဲ့ဗမာပြည်အကြောင်းကိုပြင်သစ်လို့ပို့သူပြောနိုင်မယ်လို့သူကထင်တယ်ပေါ့လေသိလားဆိုတော့ကျွန်တော်ပေးခြင်းတဲ့ message ကဒီ online ပေါ်မှာရေးနေတဲ့ညီပိန်းတွေနူပိန်းတွေရဲ့ပြဿနာရဲ့ဟိုဘက်ကဘောမတွေရေးတဲ့ပြဿနာတွေမှာကျွန်တော်တို့ဗမာပြည်သူတွေအလင်းမရဘူးဖြစ်နေဒါကိုကျွန်တော်ကစစ်မှန်မှန်နားလည်အောင်ပြောပြချင်တာကျွန်တော် example တွေနဲ့ထောက်ပြတယ်မန္တလေးမှာမင်း online ဆေးရုံတက်တာလည်းမဟုတ်ဘူးဖြူဖြူသိန်း Oxford တက္ကသိုလ်တက်တာလည်းမဟုတ်ဘူးတော့ဒါကိုကျွန်တော်ပြောချင်တာပါဆိုတော့ဒါတပိုင်းပေါ့လေမင်းအောင်လှိုင်တို့ဒီဖွဲ့တဲ့အပိုင်းကတပိုင်းမင်းအောင်လှိုင်ကိုဘယ်သူမှအကာအကွယ်မပေးနိုင်ဘူးမင်းအောင်လှိုင်ပဲတံပရလောက်ရမယ်ဒါပဲကျွန်တော်နားလဲတယ်ကျွန်တော်ရထားတဲ့သတင်းကအဲ့ဒါဖြစ်တယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်ပြောပြမယ်အပိုင်းကတိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့အခြေအနေဒီအခြေအနေရဲ့အပိုင်းကအရန်ရိုးရှင်းတယ်မြန်မာစစ်တပ်ကအကြီးအကဲတွေကိုကျွန်တော်ကိုယ်တိုင်တွေးဆုံမှုတယ်ကျွန်တော်စကားပြောမှုတယ်မြန်မာနိုင်ငံကို DSA ဆင်းမှာအုပ်ချုပ်ရမယ်လို့ပုံဒီကားချက်တတ်မှတ်ထားတဲ့ပုံဒီစီးမြင်ရှိမြန်မာစစ်အရာရှိတွေကပဲစစ်ယူနီဖောင်းနဲ့ရောအရက်ဝတ်ယူနီဖောင်းနဲ့ရောအုပ်ချုပ်ရမယ်ဆိုတဲ့ပုံဒီစီးမြင်ရ1962ခုနှစ်ကနေစခဲ့တာနှစ်တည်းလောက်ကြာပြီအကုန်လုံးလဲတိုက်လာကြပြီဒီစီးမြင်အပြင်ပေါင်ဘက်ကိုဒီမြန်မာစစ်တပ်ကြီးရဲ့အယူအဆကိုထွက်သွားအောင်ဘယ်အသင်းဖွဲ့မှမလုံနိုင်သေးဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်မလုံနိုင်တာလဲ။ရခင်ဖြစ်နေတဲ့မြန်မာပြည်တွင်းစစ်ကတောင်ကတိုက်ရင်မြောက်ကအိတ်နေမြောက်ကတိုက်ရင်အနောက်ကကွမ်းစားနေအရှိကငါနဲ့မဆိုင်ဘူးလို့နေကြတယ်ဒါကျွန်တော်အမှန်တိုင်းပဲပြောတာတတိုင်းပြည်လုံးအကုန်လုံးတပြုံနဲ့ဝိုင်းတိုက်လိုက်ရင် DSA ဆင်းမှဒီတိုင်းပြည်ကိုစီမံလို့ရမယ်မြန်မာစစ်တပ်မှာစစ်ဗိုလ်ချုပ်ဖြစ်ခဲ့မှဒီတိုင်းပြည်ကြီးကိုဥဆောင်လို့ရမယ်အယူဆခဏတိမပြတ်သေးဘူးဒါကျွန်တော်အမှန်ပြောတာဆိုတော့အခုကအားလုံးဝိုင်းတိုက်ပြိုင်တိုက်တဲ့ပွဲကတပွဲလောက်ပဲကျွန်တော်တွေ့အဲ့ဒီလိုအားလုံးဝိုင်းတိုက်ပြိုင်တိုက်ပြီးတော့ရှေ့တိုးသွားတဲ့ပွဲမရှိဘူးဟိုကျွန်တော်ဝေဖန်တာမဟုတ်ဘူးတူမီတော့မရှိဘူးဝေရင်တုတ်လောက်နဲ့ဝချွန်လောက်နဲ့ကင်နေတဲ့အချိန်မှာ NUG ကဒီဒေးဆိုတော့ကြင်ညာတယ်ဗျာတကယ်ကြတော့အဲ့ဒီအချိန်မှာဘယ်သူမှအဆင်သင့်မဖြစ်သေးဘူးမခံကျင်လို့တော်လှန်နေတဲ့အစုဝေးလောက်ပဲရှိတယ်ဒါပေမဲ့ပြည်သူလူထုတွေအဲ့ဒီတုန်းကယုံကြည်ရတဲ့ဒေါ်အောင်ဆန်းစုကြည်ပြည်သူတင်မြှောက်ထားတဲ့အစိုးရကိုဘယ်လိုပြောမလဲဒီလိုအာဏာသိမ်းရလိုက်မလားဆိုပြီးတော့တော်လှန်နေတဲ့အစုအဖွဲ့တွေပေါ်မှာခေါင်းပုံဖြတ်လိုက်ပြီးတော့လူထုအလှူငွေကိုအမေရိကန်ဒေါ်လာတန်း800လောက်ထိအခုဆိုရင် Czech Republic နိုင်ငံမှာအပ်ထားတဲ့အပ်တာကိုအထူးအာမခံထားတာကတော့အရင်တော့ကအေယာဝတီမှာသတင်းတောက်လုပ်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ကျွန်တော်ကတေချာမှပြောတယ်နော်သူ့နာမည်လင်းတန်းလို့ခေါ်14.6 တန်းရှိတယ်အမေရိကန်ဒေါ်လာသူ့မိန်းမဝတ်ထားတဲ့စိန်လက်စွပ်က9000တန်အရင်တော့အိမ်ငှားနေရတယ်အင်တာနက်ပို့မပေးနိုင်လို့ကျွန်တော်စီမှာပတ်စံတောင်းမှုတယ်ဟုတ်ပြီနော်ဒါကျွန်တော်အမှန်တိုင်းလည်းပြောတယ်မဟုတ်ဘူးဆိုရင်တရားစွဲလိုက်ပြီးတော့သူ့အင်တာနက်ကြီး virus ဝင်သွားတယ်ဆိုတော့ကျွန်တော်ပြန်ပြီးပြဿနာရှာဒါအေယာဝတီရဲ့သတင်းတောက်တော့ Czech Republic ခင်ဗျားတို့အခုအမေရိကန်နှင်ထုတ်တယ်ဘယ်ကဘလို့နှင်ထုတ်တယ်ဘယ်ကဘလို့ခင်ဗျားတို့ Czech Republic ကိုသွားလိုက်ခင်ဗျားတို့ဗီဇာရတယ်နေထိုင်လို့ရတယ် Czech Republic ကဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်စွာဖြင့်မြန်မာဒီမိုကရေစီကိုခဏထိရပ်တည်နေကြချက်အစိုးရဒါကျွန်တော်အမှန်တိုင်းပဲပြောတာ
အဲ့ဒီရဲ့အခြေအနေတွေအားလုံးကိုအမျက်ထုတ်ခံစားပိုင်ခွင့်ရှိသွားတာလင်းတန့်တဲ့ NUG ဖြစ်တယ်။ဟာကျွန်တော်မဟုတ်ပါဘူးစိန်ခေါ်လိုက်လေဒီနေ့အင်တာနက်လောကကြီးမှာကြီးပုတ်လေးကျွေ့ရှားလိုက်တာနဲ့မင်းပါလဲငါပါလဲအားလုံးသိနေတဲ့ကဘာကြီးဗျဟုတ်ပြီနော်အဲ့ဒီထက်ပို့ပြီးကျွန်တော်မပြောချင်ပုတ်ကိုကြီးတွေမပါလာချင်တော့ဘူးဒါပေမဲ့ပြည်သူတွေအဲ့ဒီလိုလောက်တာကိုခေါင်းပုံဖြတ်သွားတယ်လို့ကျွန်တော်ပြောတာအခုလက်ရှိကိုချက်တဲ့ဘဏ်ထဲမှာအမေရိကန်ဒေါ်လာ12 တန်းကျော်ရှိနေသေးတယ်ဒါကျွန်တော်အမှန်တိုင်းပဲပြောပြဟုတ်ပြီမင်းအောင်နိုင်ကိုတော်လှန်ကြတယ်စစ်အာဏာရှင်ကိုတော်လှန်ကြတယ်စစ်ဘလူးတွေကိုမလိုချင်ဘူးဒါပေမဲ့တော်လှန်မှုစစ်စစ်မှန်မှန်ဖြစ်ရလားတော်လှန်မှုမှာ၄မျိုးလိုတယ်ဗျနံပါတ်1ကမခံမရနိုင်လို့နော်မိမိနဲ့မိမိပတ်ဝန်းကျင်ခံစားရလို့ယုံထလာတဲ့အခြေအနေနံပါတ်2ကအဲ့ဒီယုံထလာတဲ့အခြေအနေပေါ်မှာမိမိရဲ့စီးယုံဆောင်ရွက်ပြီးတော့စပါတာကတ်လို့ကျွန်ဘွားကနေနော်ရောမအင်ပါယာကြီးထိဖြိုချမယ်လို့စဉ်းစားတဲ့အခြေအနေမျိုးတလားနံပါတ်3အဲ့ဒီမှာအဲ့ဒီလိုတော်လှန်ဖို့အတွက်ကျင့်သားနဲ့တက်ဆင်မှု equipment training and equipment NUG အဲ့ဒါဘာမှမရှိဘဲနဲ့ဒီဒေးခေါ်ခဲ့တာနံပါတ်4လိုက်နာရမယ်စီမင်းစည်းကမ်းဒါပြည်သူတွေလားဒါဟာအရက်သားတွေလားဒါဟာငါတို့တော်လှန်နေတဲ့ရဲဘော်ရဲဘက်အချင်းချင်းတွေလား NUG မှာရွှေဘူဟကက်သလစ်ဆရာကိုအပိုင်းပိုင်းတစ်ခုတ်တက်လိုက်တယ်ဘာရီကိုကဘာကိုအကြောင်းပေးလို့လေဒါဖုန်းကြီးတွေကိုတတ်လိုက်တယ်ဆရာမတွေကိုတတ်လိုက်တယ်လာစာထုတ်ပြီးပြန်လာတဲ့ကားတစ်စီးလုံးပိတ်ပြီးမီးရှို့လိုက်တယ်ဒါတွေလုတ်ခဲ့ကြဒါပေမဲ့ NUG ရဲ့ဝန်ကြီးဦးအောင်မျိုးမင်းကျွန်တော်တို့88ကသူကိုယ်တိုင်ယောက်ျားဖြစ်နေရက်နဲ့ယောက်ျား4ယောက်ယူထားတာအဲ့ဒါကိုလူခွင့်ရလားလို့တရားစွဲလိုက်ပါအိမ်တဆောင်မီးတစ်ပြောင်နဲ့ထားတဲ့ယောက်ျားတွေပါပြကိုရှယ်ကအဲ့လောက်မိုက်မှတ်ထားအောင်မဟုတ်တာဘယ်တော့မှပြောဘူးနော်ပြီးတော့ NUG အဖွဲ့ဒီကိုရောက်လာ88ကငတုံးနေနော်ပြီးတဲ့အခါကျတော့လူဘာဝကျင်တဲ့ကောင်တလားရေပေါ်စီတွေကိုခေါင်းပုံဖြတ်သွားတယ်ဘာဖြစ်လို့လဲတိုင်းပြည်ကိုတော်လှန်ဖို့အတွက်တယောက်ကို1000ထဲ့ပါတဲ့အဲ့ဒီစီဝေးကြီးကိုပန်ဆယ်လူတို့မမောင်အီးတို့ကိုယ်တိုင်လုပ်ပြီးတော့88ကចောင်းသားတွေကိုပါဆွဲစားတာဒါဖောက်ဝိတ်တစ်မျိုးလုံးတည်နော်ဦးစင်းအောင်ကြော်လိုက်ကျွန်တော်ဆက်တွေ့လာဒီမျိုးသမီးကျွန်တော်နိုင်ငံရေးမှာအရင်ဆုံးဆဲထားတာမို့လို့အရှင်ဖေဒီနိုင်ငံရေးကြီးကိုဒီလိုဒီအမျိုးသမီးထောက်ပံ့ပြီးဒီအစိုးရကြီးဖြစ်ရမယ်ဆိုတော့တွားလို့မရဘူးရှင်ဖေလို့ဦးစင်းအောင်ကြော်လိုက်ကျွန်တော်ခဏတိစကားမပြောတော့ကျွန်တော်အမှန်ပြောခဲ့တာဒါပေမဲ့ကျွန်တော်နဲ့ဦးစင်းအောင်ကြော်လိုက်တာရဲဘော်ရဲဘက်စစ်တော့ဘန်ကောက်တစ်မြို့လုံးကြီးအကုန်လုံးတိတ်ဆိတ်သွားတဲ့အချိန်နောက်ဆုံးကျွန်တော်နဲ့အတူတူနေတာရအောင်ဖြတ်တန်းခဲ့တာဒါပေမဲ့ဖုန်းကြီးလေဖုန်းကြီးကစမူစာကြိုက်လားအီချာကွေးကြိုက်လားကျွန်တော်မသိဘူးဒါကျွန်တော်မှန်တိုင်းပဲပြောတာကျွန်တော်မဆွတ်ဆွဲဘူးကျွန်တော်အဆဲခံရတာကျွန်တော်ဘာမှမသိဘူးကျွန်တော်ဂျာနယ်မှာရေးတယ်ခဲလီတမျှတဲရီကြခဲ့ပါပြီဆိုတဲ့ဆောင်းပါ7 day journal new watch မှာ new watch journal မှာကျွန်တော်ရေးတာကိုကျွန်တော်မအေးလို့ဆဲတာဒေါ်စုလက်ထက်ဒေါ်စုအိမ်ပေါ်ကဆဲတာဒါကိုဖြည့်ရှင်းပေးဖို့မျိုးရနိုင်တုံးကိုကျွန်တော်အရင်ဆုံးစပြောတာဟုတ်ပြီလားလူတွေကိုလိုက်စော်ကမတရားလုပ်ပြီးတော့မှခင်ဗျားတို့ဘာဒီမိုကရေစီကိုလိုချင်တာဟမ်မရဘူးဟဲ့ကောင်မရဘူးမင်းတို့ဒါပဲကျွန်တော်ပြောနိုင်တယ်ဟုတ်ပြီပုဂ္ဂိုလ်ပိုင်းတွေကိုဖယ်လိုက်တော့မယ်
NUG လောက်ခဲ့တာဒီအားလုံးဟာပြည်သူလူထုရဲ့ညှော်လင့်ချက်ကိုဘာမှမချင်းကပ်နိုင်ဘူးကျွန်တော်ပြောပြမယ်ခြေတွေလက်တွေပြတ်ကုန်ကိုအင်္ဂါတွေမစုံတော့ဘူးနေစရာအိမ်ယာတွေမရှိတော့ဘူးမိသားစုတွေကွဲကွာသွားပြီရှိတဲ့အလုပ်သားတွေပညာရှင်တွေရောပညာတတ်တွေရော CDN ဖြစ်ကုန်ရထားတဲ့အလှူငွေနဲ့ဒီလူတွေကိုထောက်ပံ့တာတို့အလုပ်တစ်ခုရအောင်ပြန်ရှာပေးနိုင်တာတို့ပြီးတော့အဲ့လိုတပ်ဖြတ်ခံရတာတွေအဲ့ရာဇဝတ်မှုတွေကိုနော်အခုတော့မှကြည်ပြအစိုးရဖြစ်သွားပြီဒီရာဇဝတ်မှုလေးကိုဖော်ဖို့အတွက်ကြည်ပြအောက်မှာရှိနေတယ်လို့ပြောနေကြခွေးတကောင်ရဲ့ကုန်ကြစိတ်ကတစ်လကိုမြန်မာကျပ်ငွေ8 သိန်းကုန်တယ်ဗျာကျွန်တော်ပြောနေပြီနေဖုံးလက်နဲ့ကြည်ပြနဲ့ခွေးအတူတူမွေးတယ်တဲ့နေဖုံးလက်ရဲ့ခွေးအဖော်မဲ့မှာဆိုလို့ကြည်ပြကခွေးတကောင်ကိုဝယ်ပြီးမွေးတာအဲ့ခွေးရောင်းတဲ့ဆိုင်ကကျွန်တော်နဲ့အဆက်အသွယ်ရှိတဲ့ဆိုင်ဗျာကဲကျွန်တော်ဒါအမှန်တိုင်းပြောပြခွေးစာလည်းအဲ့ဒီကသွားယူတာဗျာဩတော်လှန်နေတဲ့လူစားဖို့မရှိဘူးဒါကျွန်တော်ရိုးရှင်းရှင်းပြောပြတာပြီးတော့ရာဇဝတ်မှုတွေတပ်ဖြတ်မှုတွေမရင်းမှုတွေမတရားလုပ်မှုတွေအခွန်ကောက်မှုတွေနော်တားပြိုသမီးပြိုစော်ကားမှုတွေမိရှုမှုတွေအကွက်စင်မှုတွေထုံချောက်ချမှုအများကြီးဗျာအများကြီးဆိုတော့အဲ့ဒီထက်ပုံများတာကဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်ကိုပါဝရမ်းထုတ်ခိုင်းတဲ့ကောင်တွေနဲ့ပေါင်းပြီးအစိုးရဖွဲ့တာဗျကြောက်စရာကြီးဗျာခင်ဗျာသူတို့ရဲ့ကြဆုံးမှုကအဲ့ဒီမှာတော့တွေ့ကျွန်တော်ဟုတ်ပြီနော်ကျွန်တော်ဒါပဲပြောနိုင်တယ်NUG နဲ့ပတ်သက်လို့NUG ဟာမတရားမှုရာဇဝတ်မှုအားလုံးကိုကျွန်တော်ပြောပြီးရွှေဘူကကက်သလစ်ဘုန်းကြီးကိုနှုတ်ဆင်းထားတဲ့ကိစ္စတော့ကဘာတိအောင်မပြောဘူးဆိုရင်မရင်းမှုတို့လူတတ်မှုတို့ဆိုအဝေးကြီးပဲဟုတ်ပြီလားဆိုတော့ပေးခြင်းတဲ့ message ကအာနာရှင်ကိုတော်လှန်နေဆိုရင်ကိုကဘလောက်စီကန်းနေစနစ်တွေကြပြီးတော့တော်လှန်နေတာလဲပေါ့ဗျာပြည်သူလူထုလှူဒန်းထားတာတွေကိုအမေရိကန်တို့ဩစတြေးလျတို့ဥရောပတို့ဒေသမှာအိမ်မွေချမ်းမွေဆိုင်မဆောက်ဘဲနဲ့အများပြည်သူနဲ့အတူသူတို့ဟူမှာထမင်းတနက်စားရင်ငါလည်းထမင်းတနက်စားမယ်ဆိုတဲ့NUG ခေါင်းဆောင်တယောက်ကျွန်တော်ပြကြည့်လိုက်ကျမတို့မခိုးထားပါဘူးကျွန်တော်တို့မစားထားပါဘူးဆိုရင်တဲစုပ်ကိုကင်လိုက်ပါကျွန်တော်ဆွတ်ဆွဲတဲ့ဂိုရှယ်လေးကခမားတို့အားလုံးဟာတခိုးဖြစ်ပါတယ်လို့ကျွန်တော်ဆွတ်ဆွဲတယ်ငါတို့တခိုးမဟုတ်ပါဘူးငါတို့ခိုးခဲ့ရင်တဲတပွင့်ငရဲမှာတဘွားခံပါမယ်လို့တဲစုပ်ကင်ပြီးတော့ကျင်ရဲတဲ့NUG အကောင်ထွက်ခဲ့လိုက်ကျွန်တော်ဒါအမှန်တိုင်းပြောတယ်ကျော်မိုးထွန်းကိစ္စကိုပြောမယ်1.6 တန်းခင်ဗျားတို့ UN ကိုဘလို့သွင်းတဲ့ cheese bag ကဟိုချက်တွေလာမပြနဲ့ကျွန်တော်ပြောတာရိုးရှင်းလေးပဲဒေါ်အောင်ဆန်းစုကြည်ခင်မဟုတ်ဦးသိန်းစိန်ဘာညာအကုန်ခစ်တွေမှာအကုန်လုံးဒီမှာထားကြတယ်အဲ့ဒါဗမာတနိုင်ငံတည်းမဟုတ်ဘူးတကဘာလုံးအဲ့လိုထားတယ်အဲ့ဒါခင်ဗျားတို့မှတ်တာဟုတ်โอเคဒါဆိုရင်လက်သုံးချောင်းထောင်သွားတဲ့ကျော်မိုးထွန်းဟာ2020ခုနှစ်ကနေ2026ခုနှစ်ထိမြန်မာပြည်သူတွေရဲ့အကောက်ခွန်တွေနဲ့ထားတဲ့ဘဏ်အကောက်ကိုဘလို့ကင်တွယ်သုံးဆွဲခဲ့တယ်လဲဆိုတဲ့ဥစ္စာဟဲ့ကောင်မင်းထုတ်ပြနိုင်မထုတ်ပြနိုင်တခိုးဟိုတာသွင်းတဲ့ဒီတာသွင်းတဲ့ချက်တွေလာမပြနဲ့ကွာငါတို့အမေရိကန်နိုင်ငံမှာမင်းကြိုက်တာလို့ဘဏ်အကောက်ထုတ်ပြနိုင်ရတယ်ကွာဘဏ်စတိတ်မန့်ထုတ်ပြနိုင်ရတယ်ကွာပြည်သူကိုမလိမ်နဲ့မင်းအောင်လှိုင်ဆိုတဲ့စစ်တပ်တွေကဗမာတပြည်လုံးကိုဆင်းရဲမွဲတေအောင်လုပ်ခဲ့ပြီးမင်းတို့ကပါဆက်လုပ်တယ်ဆိုတာအတူတူပဲလို့ပြောကြတယ်ဒါကိုရှယ်ကွာဟဲ့ကျော်မိုးထွန်းမင်းအဲ့ဒီဘဏ်အကောင့်ထုတ်ပြလိုက်
အဲ့ဒီဘတ်စတိတ်မန်ထုတ်ပြလိုက်မင်းဟိုတာသွင်းနေပြသွင်းနေချက်လာမပြနဲ့မင်းတို့လိုစောက်ပေါ်အဆင့်တွေပဲရငါတို့လိုအဆင့်မရဘူးငါအစိုးရဝန်ထမ်းကွာငါတို့သိတယ်ကွာမင်းဘာလုပ်နေလဲမင်းဘာပြောနေလဲမင်းဘယ်ကိုရွှေ့နေလဲငါတို့သိတယ်မင်းချက်အမေရိကန်မှာအကြာကြီးရောက်လာ25နှစ်ရှိပြီဟုတ်ပြီလားဒါကိုဗမာပြည်သူတွေသိဖို့အရင်ကြီးမင်းအောင်တိုင်းတို့လည်းဒီလိုဖြစ်ရမယ်ကွာတိုင်းပြည်ကိုချိန်ငါမိသားစုပိုင်ဆိုင်မှုဘယ်လောက်ရှိလဲမင်းထုတ်ပြလိုက်မင်းအောင်လိုက်မင်းတို့10ဘီလီယံကျော်ပိုင်ထားတယ်ညီဧက9000ကျော်သိမ်းထားတယ်ကုမ္ပဏီ12ခုရှိတယ်ဒါတွေထုတ်ပြလိုက်မဟုတ်ဘူးလားဒါပဲလေဒီအပိုင်းဒီမှာရမယ်နောက်တစ်ပိုင်းသွားမယ်ဗမာပြည်ဘာဖြစ်လာရာဇဝမှုတွေကျူးလွန်ထားပြီလေဘင်္ဂါလီကနေရိုဟင်ဂျာဖြစ်တဲ့ချစ်ကျင်တဲ့လူတွေတရားစွဲထားပြီလေဖတ်ပေါက်ကဗမာလေရုရှားနဲ့တရုတ်ပဲပြေးကပ်ရမှာလေအဲ့ဒီကိုရောက်သွားအောင်ဘင်္ဂါလီကနေရိုဟင်ဂျာဖြစ်ကျင်တဲ့လူတွေတွန်းပို့ထားပြီလေအဲ့ဒီကိုကတ်သွားပြီလေဒါနံပါတ်1နံပါတ်2အာနာထသိန်းနေလေပြည်တွင်းစစ်ဖြစ်တယ်လေဒီရာဇဝမှုတွေကြောင့်နိုင်ငံတကာမှာထောက်ပြပြောဆိုနေတာကိုကြောက်ရွံ့ပြီးတရုတ်နဲ့ရုရှားဘက်ကိုကတ်သွားပြီလေမင်းအောင်လှိုင်ဟာတရုတ်ရုရှားဘက်ကနေပြန်ထွက်လာမဲ့အခြေအနေမရှိဘူးလို့ဗမာပြည်ကိုတရုတ်ရုရှားအလိုကြဆုံးရသွားတော့မယ်လေဒါရိုးရှင်းလေးပဲကျွန်တော်ပြောတယ်လေအာဆာဆိုတာ foreign terrorist လို့ကျွန်တော်ပြောတယ်နိုင်ငံခြားကဝင်ရောက်ကျူးကျော်အကြမ်းဖက်မှုလို့ကျွန်တော်ပြောတယ်ကျွန်တော်အမှန်နေပြောတယ်လေအဲ့ဒီမှာနေနေတဲ့အစ္စလမ်တွေအကြမ်းဖက်တယ်လို့ကျွန်တော်မပြောဘူးလေနော်အာဆာရဲ့ခေါင်းဆောင်တွေအားလုံးပါပြည်ပနိုင်ငံသားတွေလေဒါကို ICJ ခုံရုံးမှာတင်ပြနိုင်လို့လားလို့ဘာဖြစ်လို့လဲမြန်မာစစ်တပ်လေဝင်လာဖို့ငွေယူတာလဲသူတို့ပဲလေပြဿနာဖြစ်အောင်ဖန်တီးတာလဲသူတို့ပဲလေအခုလက်ရှိရှိနေတဲ့ AA ကိုပြန်တိုက်ဖို့အတွက်လက်လက်ခဲရအောင်တင်းပေါ်လိုက်ဘင်္ဂလားဒေ့ရှ်ကိုမောင်းပို့ပြီးတော့ကြောင်ကျိုးတနေရာမှာလက်လက်တွေချပေးပြီးပြန်တိုက်ခိုင်းတာလေမြန်မာစစ်တပ်လေကျွန်တော်ဒါကိုပြောတာလေကျွန်တော်ဘာတွေကိုအမှားပြောခဲ့လို့လဲလို့အဲ့ဒီမှာရှိနေတဲ့အစ္စလမ်ဘာသာဝင်တွေကိုကျွန်တော်ပြောတာမဟုတ်ဘူးလေရိုးရိုးရှင်းရှင်းလေးပဲအာဆာဆိုတာ foreign terrorist ဗျာကဘာမှာ foreign terrorist ကိုလက်ခံသလားလက်ခံတဲ့နိုင်ငံပြပါကျွန်တော် foreign terrorist ကိုဖင်ရက်စားတူးလုပ်တဲ့အစိုးရပြပါကျွန်တော်မရှိဘူးလေဗျာကျွန်တော်ကရိုးရိုးရှင်းရှင်းပဲပြောတာပါဒါကြောင့်မြန်မာနိုင်ငံရေးအနာဂတ်ကတရုတ်ဘက်ကိုအရန်ကတ်သွားပြီးရုရှားဘက်ကိုအရန်ကတ်သွားတဲ့အတွက်ခင်ဗျားတို့ပြောချင်တဲ့ဒီမိုကရေစီနဲ့ကွန်မြူနစ်နဲ့အာဏာရှင်စနစ်အနာဂတ်မှာဆက်လက်အားပြိုင်ကြရပါအောင်မယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်မယ်ဗျာကျွန်တော်ကိုရှယ်လေးပါတာလီစွာပါ